Brian Tracy ရဲ့စီးပွားရေးအောင်မြင်မှုရဲ့မချိုးဖောက်နိုင်သောနေရာမှာတရားစာအုပ်ထဲကအထက်ကအကြဆုံးအစွမ်းအထက်ဆုံးအချက်တွေကိုရှင်းရှင်းလင်းလင်းနဲ့လေ့လာကြည့်ကြရအောင်ဒီနေရာမှာတွေကလေပြောရရင်တော့ကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းကိုတကယ်ကိုပြောင်းလဲပေးနိုင်တဲ့အခြေခံအုတ်မြစ်ကြီးတွေပဲကဲအောင်မြင်မှုရဲ့ရုပ်ဝတ္ချက်တွေကိုအတူတူဖော်ထုတ်ကြည့်ကြမလား Brian Tracy ရဲ့ဇလံကတကယ်ကိုအားတက်စရာပဲဘလို့အခြေအနေကနေစခဲ့အောင်မြင်မှုဆိုတာဖြစ်နိုင်တယ်ဆိုတာကိုသက်သေပြနေတာပေါ့စဉ်းစားကြည့်လေပညာမတတ်ဘူးကျွမ်းကျင်မှုမရှိဘူးအလို limit ဘဝနဲ့ကားထဲမှာနေခဲ့ရတဲ့ခြေနေကနေသူစခဲ့တာဒါကဘာကိုပြလဲဆိုတော့လေကိုဘေကစတယ်ဆိုတာထက်ဘယ်ကိုသွားနေတယ်ဆိုတာကပိုအကြီးကြီးတယ်ဆိုတဲ့ခွန်အားကိုပေးတယ်ဗျာအဲ့ဒီလိုရုန်းကန်ခဲ့ရတဲ့အတွေ့အကြုံတွေကနေသူ့ဘဝကိုတဆစ်ချိုးပြောင်းလဲသွားစေမဲ့မိခွန်းတစ်ခုထွက်လာခဲ့တယ်အဲ့ဒါကတော့ဘာလို့လူတချို့ကတခြားသူတွေထက်ပိုပြီးအောင်မြင်နေကြတာလဲဆိုတာပါပဲအဲ့ဒီမိခွန်းရဲ့အဖြေကဟုတ်တယ်အဲ့ဒါကပဲဒီနေ့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာအားလုံးရဲ့အဓိကတော့ချက်ဖြစ်လာမှာပါကဲအပိုင်းတက်ကိုကြည့်လိုက်ရအောင်ရုန်းကန်မှုကနေအောင်မြင်မှုစီကိုပေါ့ Tracy တယောက်သူ့ရဲ့အခြေအနေကိုပြောင်းလဲပေးဖို့အဖြေတွေကိုဘယ်လိုစပြီးရှာဖွေခဲ့တယ်လဲဆိုတာကြည့်ကြတာပေါ့ Tracy ကလေအပေါ်ယံအောင်မြင်မှုကိုပဲကြီးခဲ့တာမဟုတ်ဘူးသူတတိထားမိလိုက်တဲ့အရေးကြီးတဲ့ချက်တစ်ခုရှိတယ်အဲ့ဒါကအောင်မြင်တဲ့သူတွေဟာတခြားသူတွေနဲ့မတူတဲ့အလုပ်တွေကိုလုပ်နေကြတာဖြတ်မဟုတ်ဘူးသူတို့ကအလုပ်တွေကိုလုပ်တဲ့ပုံစံလုပ်တဲ့နီးလန်းကိုကကွဲပြားနေတာအဲ့ဒီမှာသူစဉ်းစားမိတာဒါဆိုအောင်မြင်မှုရဲ့နောက်ွယ်မှာတီးကြတဲ့နီးယားမကီယာအခြေခံစီးမြင်နေရှိရမယ်ဆိုပြီးတော့ပေါ့အဲ့ဒါတွေကိုပဲသူစပြီးရှာဖွေခဲ့တာပါကောင်းပြီအပိုင်းနှစ်ကိုဆက်လိုက်ရအောင်ကြီးကျယ်တဲ့ရှာဖွေတွေ့ရှိမှုပေါ့ဒီနေရာမှာပဲ Tracy ကအရာအလုံးကိုပြောင်းလဲပြနိုင်တဲ့အခြေခံကြားဆုံးနေရာမှာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်အဲ့ဒါကတော့ဒါပါပဲတကယ့်ကို game changer တစ်ခုဖြစ်တဲ့အကြောင်းနဲ့အကျိုးဆက်နေရာမှာဆိုလိုတာကစီးပွားရေးမှာအောင်မြင်တယ်ဆိုတာကံကောင်းလို့ဖြစ်လာတာမဟုတ်ဘူးမတော်တဆဖြစ်လာတာလည်းမဟုတ်ဘူးတိကျတဲ့လှုပ်ဆောင်ချက်တွေအကြောင်းတရားတွေကတိကျတဲ့ရလဒ်တွေအကျိုးဆက်တွေကိုဖြစ်ပေါ်စေတယ်ဒါကြောင့်အောင်မြင်တဲ့သူတွေလှုပ်တဲ့အတိုင်းလိုက်လို့ရင်သူတို့ရတဲ့ရလဒ်မျိုးကိုပဲကိုယ်လည်းပြန်ရနိုင်တယ်ဆိုတဲ့သဘောပါပဲရိုးရှင်းပေမဲ့တကယ်အစွမ်းထက်ပါတယ်ဆိုတော့ဒီနေ့မှာကနေစဉ်းစားပုံနှမျိုးကွဲထွက်သွားတယ်တမျိုးကတော့ဘဝကိုမတော်တဆဖြစ်ရတဲ့စူစီမှုတစ်ခုလိုမြင်ပြီးစီဝါရေးချင်းတွေကိုအဖြစ်တင်ကိုထွက်လူကြီးကိုအဖြစ်တင်တခြားသူတွေကိုပဲလက်ညှိုးထိုးနေမလားဒါမှမဟုတ်ကိုဘဝကိုလုံငန်းရဲ့ထိန်ချိုးခွင့်ကိုကိုယ်တိုင်အဖြစ်အဝတောင်းဝန်ယူမလားဆိုတာပါပဲဒီရွေးချိန်မှုကပဲတားကောင်ဘဝနဲ့အွန်လိုင်းသူဘဝကိုကွဲပြားသွားစေရပါဒီတော့အဓိကမှတ်ထားရမယ့်အချက်ကရှင်းရှင်းလေးပဲကိုဘွားရဲ့ကားမောင်းသူနေရာမှာကိုယ်တိုင်ပြန်ထိုင်မှုပဲကိုပန်းတိုင်ကိုကိုယ်တိုင်တတ်မှတ်ကိုသွားမယ်လမ်းကြောင်းကိုကိုယ်တိုင်ထိန်းချုပ်လိုက်ပါကိုရဲ့တမွေးဝမ်းကြောင်းကိုပုံဖော်နိုင်တဲ့စွမ်းအားကိုစီမှာပဲရှိပါတယ်အပိုင်း3မူဝါဒတွေကိုလက်တွေ့အဖြစ်ပြောင်းလဲခြင်းကဲအတွေ့အခေါ်ပြောင်းလဲတာကပထမအဆင့်ပဲလေအခုတော့လက်တွေ့လှုပ်ဆောင်ရမယ့်အချိန်ရောက်ပြီအဲ့ဒီလိုလက်တွေ့အကောင်အထည်ပေါ်ဖို့ Tracy ကမချိုးဖောက်နိုင်တဲ့နီးယာမထုံခုကိုပေးထားတယ်ပထမတစ်ခုကပြင်ဆင်မှုနီးယာမဒုတိယကလက်တွေ့အောက်ထုတ်မှုနီးယာမနောက်ဆုံးတစ်ခုကတော့ဇွဲလုံးလာနီးယာမပါပဲဒီ3ခုကိုကိုယ့်ရဲ့အတွေးတွေကိုလက်တွေ့အောင်မြင်မှုဖြစ်ပြောင်းလဲပေးမဲ့ engine set စီလို့တောင်တင်စားလို့ရတယ်ဆိုတော့ဒီနီးယာမတွေကတကယ်တော့ဘာကိုဆိုလိုတာလဲပြင်ဆင်မှုဆိုတာကကိုယ့်အိမ်စာကိုလုပ်တာမျိုးပေါ့စေကွက်ကိုတေချာလိလာဖြူဟာတွေချတာမျိုးလေလက်တွေ့အားထုတ်မှုဆိုတာကလည်းအလုပ်ချိန်ဖို့စဉ်းတာကိုပဲပြောတာမဟုတ်ဘူးအရေးကြီးဆုံးအလုပ်တွေပေါ်မှာထိထိရောက်ရောက်အာရုံစိုက်တာကိုဆိုလိုတာဇွဲလုံလက်ဆိုတာကတော့အခက်ခဲတွေဘလို့ပဲတွေ့ကိုယ့်ရည်မှန်းချက်ကိုမလွတ်တမ်းဆုပ်ကင်ထားနိုင်တဲ့စစ်တခိုင်မှာမှုပါပဲ Winston Churchill ပြောခဲ့စလို့ပေါ့ဗျာဇွဲလုံလာဆိုတာစီးပွားရေးလောကမှာအရှုံးနဲ့အောင်မြင်မှုကိုကွဲပြားစေတဲ့တန်မဏိလိုခိုင်မာရဲ့အရေးအသွေးတစ်ခုပါပဲကဲအခုအပိုင်းလေးကိုရောက်လာပြီကိုယ့်ရဲ့ကိုယ်ပိုင်အကန့်အသက်တွေကိုချိုးဖျက်ခြင်းပေါ့ကျွန်တော်တို့အစွမ်းအထက်ဆုံးနဲ့အရေးအကြီးဆုံးနေရာမှာကိုနောက်ဆုံးမှပြောဖို့ခြံထားခဲ့တာဒီနေရာမှာကတော့တခြားဘယ်မှာမှမဟုတ်ဘူးကိုယ့်ရဲ့စိတ်ထဲမှာပဲလုံလုံတည်ရှိနေတဲ့အရာတစ်ခုပါဒီအချက်ကနေတကယ်ကိုအစွမ်းထက်တဲ့အတီးတစ်ခုကိုရစေတယ်အဲ့ဒါကကျွန်တော်ရဲ့အကြီးမားဆုံးရန်သူကအပြင်မှာရှိနေတာမဟုတ်ဘူးကိုတက်ဆင်ထားတဲ့အတွင်းစိတ်က break တီကိုဘာတွေလုံးနိုင်တယ်ဆိုတာကိုကန့်သက်ထားတဲ့ကိုယ့်ရဲ့အတွေးခေါ်ဒီကိုယ်တိုင်ပါပဲဆိုတော့ဒီမှာစိတ်နေတဘောထားနှစ်ခုရဲ့ကွာခြားချက်ကိုရှင်းရှင်းလင်းတွေ့နိုင်တယ်တစ်ဖက်မှာတော့ကိုတန်တရားတွေနဲ့ထောင်ချောက်ဆင်းထားတယ်နောက်တစ်ဖက်မှာတော့ကိုယ့်ရဲ့အစွမ်းစားတွေဟာအကန့်အသတ်မရှိဘူးဆိုတာကိုလက်ခံလိုက်တဲ့အတွက်လွတ်မြောက်သွားတာမျိုးပေါ့ဒါကြောင့်နောက်ဆုံးနဲ့ intimate နေရာမှာကတော့ဒါပါပဲကိုအကန့်အသတ်ရှိတယ်လို့ပြောနေတဲ့အတွေးကောအားလုံးကိုပယ်ချပစ်လိုက်ပါတခြားသူတွေလုံနိုင်ခဲ့ကိုလည်းလုံနိုင်တယ်ဆိုတဲ့အချက်ကိုလက်ခံလိုက်ပါ
တကယ်တော့အဲ့ဒါကပဲအောင်မြင်မှုခီးရဲ့အစရဲ့အဆုံးပါပဲ ကဲဒီကြောင့်ရအောင်မပိတ်ခင်မှာကိုပြန်မေးကြည့်ရမယ်မေးခွန်းတစ်ခုခြံခဲ့ခြင်းပါတယ်ဒီနေ့ကစပြီးကိုချိုးဖြတ်ပစ်မယ်လို့ဆုံးဖြတ်လိုက်တဲ့ကိုယ့်ရဲ့ကိုယ်ပိုင်အကန့်အဆက်တစ်ခုကဘာဖြစ်မလဲ